မင်္ဂလာပါဒီနှစ်မိုးရာသီမှာတော့မြစ်တွေကိုပုံစံအမျိုးမျိုးနဲ့တဝါကြီးကိုစားရပါတယ်အခုလည်းဦးနိုင်တို့ရဲ့မိတ်ဆွေကမော်လမြိုင်ရပြန်လာတော့ဦးနိုင်တို့ကိုမြစ်တွေလက်ဆောင်ပါလာတော့ဦးနိုင်လည်းဟင်းလေးဖန်တီးဖြစ်ပါတယ်ကဲပေါဝင်ပစ္စည်းတွေကိုပြင်ဆင်မယ်ပဇွန်တော့တကောလုံးအခွန်ချွတ်မယ်ပြီးလို့ရှိရင်မြစ်တွေကတော့ပြုတ်ပြီးသားဖြစ်တယ်အဲ့တော့မြစ်ရဲ့အပေါ်ထိပ်ပိုင်းအရင်လေးတွေအောက်ပိုင်းအရင်လေးတွေပါမယ်ဆိုရင်ဖယ်ပြီးတော့မှမိမိစိတ်ကြိုက်ပုံစံလေးလှီးဖြတ်လိုက်မယ်မြစ်ရဲ့နူးချက်ကလည်းဒီတိုင်းလှီးနေတဲ့ပါစက်တွေကိုတစ်ချောင်းပြစ်ထက်လိုက်တာတော့မှဝါးကြည့်လိုက်တာတော်တော်လေးကိုနုပတ်ဥအပ်နေပါတယ်မြစ်ကိုချက်မဲ့ဆိုလို့ရှိရင်တော့အချိုချက်စားတာကတိတ်ပြီးတော့မှစိတ်လှုပ်ရှားဖို့မကောင်းဘူးအဲဒါကြောင့်မို့ဦးနိုင်ကတော့ဒီတစ်ခေါက်တည်းအဆက်အရသာလေးနဲ့အဆက်တက်ပြင်းပြင်းလေးနဲ့အနက်မှုမွေးလေးချက်မှာဖြစ်ပါတယ်ဒီဟင်းလေးက main dish အနေနဲ့စားလို့ရတယ်လို့အခြားအကျော်လှော်တစ်ခုနဲ့တွဲပြီးတော့လဲ side dish အနေနဲ့စားရင်လည်းစားလို့ကောင်းမယ့်ဟင်းလေးဖြစ်ပါတယ်ဦးနိုင်ကတချို့ကမေးကြတယ်ပေါ့နော်ကြက်သားမုတ်တို့ဝက်သားမုတ်တို့အမဲသားမုတ်တချို့မတုံးတဲ့သူတွေရတယ်ဘလို့စတော့မှန်းတော့လုံးဝမသိတဲ့သူတွေရှိတယ်ပေါ့နော်အဲ့တော့ကြက်သားမုတ်တို့ဝက်သားမုတ်တို့ဒီအမဲသားမုတ်တို့ပေါ့နော်အမဲသားမုတ်ကတော့3လ3ထာနဲပါတယ်ကြက်မုတ်နဲ့ဝက်မုတ်ကိုပို့သုံးတယ်အိမ်မာတွေမဟုတ်အဓိကတော့စားတောက်ဆိုင်တွေအဓိကသုံးတယ်ဦးနိုင်တို့တချို့ဟင်းတွေချက်လိုက်တဲ့အခါမှာစားတို့အချုံမုတ်တို့သုံးပေမဲ့မြည်ကြည့်တဲ့အခါမှာဘာလို့နေမှန်းမသိပေါ့နော်အဲ့လိုဖြစ်နေတဲ့အချိန်မှာအဲ့ဒီကြက်သားမုတ်လေးသာကောက်ထက်လိုက်ဟင်းရဲ့အရာသာလုံးဝ balance ဖြစ်သွားပြီးတော့အရာသာထိထိမိမိဖြစ်သွားတယ်ပေါ့နော်အဲ့လိုမျိုးအသုံးပြုလို့ရပါတယ်ကြော်လော်ပုတ်ကင်ပြုတ်နှက်ပေါ့နော်အခွန်နွားထားတဲ့ပစုံရဲ့ကြက်သွန်ဖြူကြက်သွန်နေငရုတ်သီးစိမ်းရဲ့ငပိစိမ်းစားရဲ့ငန်းပြရဲထည့်ပြီးတော့မှစက်နဲ့ကြိတ်လိုက်ပါမယ်အခုချက်မဲ့ပုံစံလေးကပြစ်ကိုအရေးဆက်ဆက်လေးနဲ့ချက်မယ်အဲ့တော့အရေးကဘေးမှာချောင်းကလောင်နေလဲစားလို့မကောင်းတဲ့အတွက်ကြောင့်မို့ပါဝင်ပစ္စည်းတွေကြိတ်ပြီးထည့်လိုက်တဲ့အခါမှာပစုံရဲ့အချိုတက်တွေပါဝင်ပစ္စည်းရဲ့အမွှေးတက်တွေမြစ်ကစုပ်သွားပြီးမြစ်ကိုစားလိုက်တဲ့အခါမှာတချောင်းချင်းနဲ့အရသာရှိနေမှာဖြစ်ပါတယ်အဲ့တော့အားလုံးအစင်သင့်ဖြစ်ပြီဆိုလို့ရှိရင်တော့စားချက်မယ်အရသာအတွက်ကိုစားရဲ့ကြက်သားမှုန့်ရဲ့ထည့်မယ်စောစောကကြိတ်ထားတဲ့ပါဝင်ပစ္စည်းတွေထည့်မယ်ရွှေအုံမြေပဲစီတန်လေးကိုပါလျာလေးထည့်မယ်စွနှုံးမုတ်ထည့်မယ်အနက်လဲဆွဲဆောင်မှုအားကောင်းအဆက်တက်လေးလဲပိုပြင်းအောင်ကလော်သီးကိုညှက်ပြီးတော့ထည့်မယ်ပြီးရင်အဖုံးအုပ်ပြီးတော့လုံးလိုက်ပါမယ်အခုချိန်မှာကြက်သွန်နီတွေလည်းဈေးတက်နေတဲ့အချိန်ဖြစ်တယ်။တော့အခြားဒီမိဖို့ကြောင့်သုံးပစ္စည်းဘာညာကွိကွာတွေလည်းအကုန်လုံးကတော့ဈေးတက်တာပါပဲလေ။အဲ့တော့ဦးနိုင်ကတော့ကိုအမြဲသုံးနေတဲ့အခုမှကြက်သားမုတ်တို့ဝက်သားမုတ်တို့ဂျပန်ဟင်းချုံမုတ်တို့ဂျပန်ငါးမုတ်တို့လို့ဆိုတခါတည်းဝယ်ပြီးတော့expire တွေပိုင်းလဲကြောက်မနေတော့ရေခဲတက်တာတန်းထည့်လိုက်တာပဲတချို့ငရုတ်သီးအစိမ့်မုတ်တွေအကြက်မုတ်တွေဆိုရင် deep freezer နဲ့အကုန်ထည့်ထားရတယ်အဲ့တော့ကိုကြိုက်တဲ့အချိန်မှာထုတ်သုံးလိုက်တယ်ပေါ့နော်အဲ့တော့အပြင်မှာထားရဆိုရင်တစ်ခါကျကိုကမေ့သွားရလေမေ့သွားတဲ့ခါကျတော့expire နီးလို့ရှိရင်မိုးတွေပိုင်းတက်မှာကြောက်တဲ့အတွက်ကြောင့်မို့ဦးနိုင်တော့အဲ့တိုင်းကိုတင်ဆက်ထားလိုက်ပါတယ်မြင့်အနံ့ရဲ့ငပိစိမ်းစားအနံ့ရဲ့အခြားပါဝင်ပစ္စည်းတွေနဲ့ရောနှောပြီးထွက်လာတဲ့အနံ့လေးကတော်တော်လေးကိုစားကျင်စပွဲဖြစ်ပါတယ်ပြီးရင်ရေထည့်မယ်အဖုံးလေးအုပ်ပြီးတော့စားချက်လိုက်မယ်နိုင်တော့အခုအသက်အရွယ်အထိမြစ်ဘလောက်ပဲစားစားပဲပင်ပေါက်ဘလောက်ပဲစားစားမှုဘလောက်ပဲစားစားတက်တာတွေပါညာမရှိသေးဘူးပေါ့နော်နောက်တစ်ခုကတော့နေ့တိုင်းကတော့ညနေဆိုတော့ပြေးဆက်ပေါ်တက်ပြီးတော့မိနစ်30တခါတည်းချွေးတွေလုံးဝရွှေအားပါထွက်သွားအောင်တေချာလေးကိုပြေးလိုက်တယ်အဲ့ဒါဆိုလို့ရှိရင်တော့စားလို့သွားလို့ရှေ့ဆက်လို့ပိုကောင်းတာပေါ့လေနော်အဲ့လိုမျိုးလေးလောက်ကြပါချွေးထွက်အောင်ပေါ့လေပြီးတော့မှအချိန်ရတာအတွက်ကိုတော့နိုင်ငံတရက်ချိန်လေးထည့်လိုက်တယ်လိုအပ်တဲ့အရာတာတွေထပ်ဖြည့်တယ်ပြီးလို့ရှိရင်တရက်ချိန်လေးတွေအချင်းထွက်လာတော့အဖုံးလေးအုပ်ပြီးပြန်တည်လိုက်တယ်နောက်ဆုံးပိတ်မှာတော့အရန်မှုေးပြီးတော့ဆွဲဆောင်မှုကောင်းတယ်ပင်စိလေးအုပ်လိုက်ပါတယ်ခင်ဗျာဒါဆိုလို့ရှိရင်တော့ဦးနိုင်ဒီနေ့ချက်ပြတဲ့မြစ်ဆက်ဟင်းလေးပြီးတော့ပါပြီအားလုံးလည်းသဘောကျနှိမ့်ချိုက်လိမ့်မယ်လို့မျှော်နေပါတယ်အားပေးနေကြတဲ့အစားတိုင်းမှာချီရခင်ရတော့တူဦးချင်းစီကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာနောက်အစီအစဉ်လေးတွေမှာပြန်လဲဆုံတွေ့ကြပါမယ် See you bye bye